နေကြီးရဲ့ကြီးတွေမှာ seasonal post လေးတစ်ခုတင်လိုက်ရုံနဲ့ engagement တွေတက်လာမယ်လို့မထင်လိုက်ပါနဲ့နေထူးနေ့မြတ်တွေမှာဆိုရင် audience တွေတော်တော်များများကဒီနေ့ကဘာနေလဲဆိုတာကိုသိပြီးကြတာများပါတယ်ပြီးလို့ရှိရင် brand တိုင်းလိုလောက်ကစူတောင်း post တွေပြီးလို့ရှိရင်ကြိုးစိုးဂုဏ်ပြုပါတယ်ဆိုတဲ့ post တွေကိုတင်လေးရှိပါတယ်ဒီလိုမျိုးတင်တဲ့အခါမှာဒီလို post ဆန်နေရပဲအကုန်လုံးများသွားပြီးတော့ပေါ့နော်ဒီစူတောင်း post တွေကဘယ် brand ကတင်လို့တင်နေမှန်းတော့မသိဖြစ်တတ်ပါတယ်ပြောမယ်ဆိုရင်တော့ brand တွေအကုန်လုံးကြားထဲမှာကိုကပျောက်သွားတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဘယ် brand ကစူတောင်း post တော့မတင်ဘူးဘယ် brand ကတော့စူတောင်း post တင်တယ်ဆိုပြီးတော့လေ audience တွေကစောင့်ကြည့်နေကြတာမဟုတ်ပါဘူးဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေတစ်ချက်စဉ်းစားကြည့်လို့ရပါတယ်စူတောင်း post တင်တဲ့ဘယ် brand ကိုများအခုလက်ရှိမှာမမိနေလေပေါ့နော်ဆိုတော့ဟာမျိုးစဉ်းစားကြည့်လို့ရပါတယ်စူတောင်း post တင်တာကအများစုကဘယ်လိုမျိုးဖြစ်လဲရှိလဲဆိုရင်တခြားသူတွေကလည်းစူတောင်း post တင်တယ်ငါလည်း like တင်မှာပဲငါလည်း like တင်မှာ engagement ရလာမယ်ပြီဆိုပြီးတော့ထင်ကြပါတယ်ပြီးလို့ရှိရင်နေကြီးရက်ကြီးတွေအတွက်ပေါ့နော် content idea မရှိဘူးငါစူတောင်း post တင်လိုက်လို့ရှိရင်ဒါ post တစ်ခုဖြစ်သွားပြီပဲဆိုပြီးတော့စဉ်းစားပြီးတော့တင်လေးရှိပါတယ်ဒီလိုမျိုးစဉ်းစားမိနေရင်တော့ပြန်ဆက်ဖို့လိုအပ်ပါတယ်အရင်တော့ကျွန်တော်တို့ orange idea page တွေမှာလည်းတင်ပြပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ client page တွေမှာလည်း seasonal post တွေတင်ပေးလေးရှိပါတယ်ဒါပေမဲ့ level up marketing group ကကို Alex ရဲ့ဒီ season လေးတစ်ခုပေါ့နော်XLX ဆိုတဲ့ episode လေးတစ်ခုမှာပါတဲ့ဟာကိုနားထောင်ပြပေးခဲ့တဲ့ကကျွန်တော်လည်းပြန်ပြီးတော့တွေ့ပြခဲ့ပါတယ်ပြီးလို့ရှိရင်ကို Alex ကအားလုံးကပြောခဲ့တဲ့ဟာကိုလည်းကျွန်တော်တော့ထောက်ခံပါတယ်ဘာလို့လဲဆိုတော့ seasonal post တစ်ခုတင်မယ်ဆိုရင်ဒီ seasonal post ရဲ့ရည်ရွယ်ချက်ကဘာလဲပေါ့နော်ဆိုတဲ့ဟာမျိုးစဉ်းစားဖို့လိုပါတယ်ဟိုတခြားသူတွေ like တင်လို့တင်တဲ့ဟာမျိုးမဖြစ်ရပါဘူးဒါကြောင့်မို့လို့ seasonal post တင်တာတက်စားလို့ရှိရင်နေရူးနေမြတ်တွေရှိလို့ရှိရင်နေရူးနေမြတ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လို campaign တွေလုပ်လို့ရမယ်ဘယ်လိုမျိုး promotion တွေသွားလို့ရမလဲဆိုတာကိုစဉ်းစားသင့်ပါတယ်ဥပမာရုံးပိတ်ရက်တွေရှိရဲဆိုရင်လည်းဒီနေရူးနေမြတ်နဲ့ရုံးပိတ်ရက်တွေမှာဘယ်လို campaign တွေ run မလဲဆိုတာကိုပို့ပြီးတော့စဉ်းစားသင့်တာဖြစ်ပါတယ်ဒီလို seasonal post လေးတစ်ခုလေးတင်လိုက်ရုံနဲ့ engagement လည်းတက်လာမှာမဟုတ်သလိုကို brand ကိုလည်းမှတ်မိကြမှာမဟုတ်ပါဘူးဒါလေးကိုတစ်ချက်ပြောပြချင်တာပါဆိုတော့seasonal post ကတင်သင့်လားဆိုရင်တော့တင်လို့တော့ရတယ်ဒါပေမဲ့ seasonal post တီးတဲ့တခုတော့မတင်သင့်ပါဘူး။ဘာကြောင့်လဲဆိုတော့ seasonal post ကရည်ရွယ်ချက်တစ်ခုခုကို brand နဲ့ပတ်သက်ပြီးတော့ရည်ရွယ်ချက်တစ်ခုခုနဲ့ storytelling ကောင်းကောင်းလုပ်နိုင်တော့ကောင်းပါတယ်။ဒါပေမဲ့ဒီတိုင်း seasonal post ကိုဆူတောင်း post လိုမျိုးကြိုးစုံကုန်မြပါတဲ့ post လိုမျိုးကတော့လုံးဝထိရောက်မှာမဟုတ်ပါဘူး။ seasonal post လိုမျိုးတင်ချင်တယ်ဆိုရင်လည်းဒီနေရူးနေမြတ်နဲ့ကိုရောင်းချနေတဲ့ product service ဒါမှမဟုတ်လို့ရှိရင်ကို brand နဲ့ဘယ်လိုမျိုးဆက်လို့ရမလဲဆိုတဲ့ဟာကိုစဉ်းစားဖို့လိုအပ်ပါတယ်။ဒီလိုမျိုးစဉ်းစားနိုင်ရင်တော့ seasonal post လိုမျိုး creative ဖြစ်နဲ့သူများတွေနဲ့မတူဘဲနဲ့ပုံစံမျိုးဖန်တီးလို့ရပါတယ်ဒီဗီဒီယိုလေးမှာကျွန်တော်ပေးခြင်းတဲ့ message လေးကတော့နေတူးနေမြတ်ကကို brand နဲ့မဆိုင်ဘူးကို brand နဲ့ပတ်သက်ပြီးတော့လဲ promotion တွေပြီးလို့ရှိရင် campaign တွေ run လို့အဆင်မပြေဘူးဆိုရင်တော့ဒီနေတူးနေမြတ်ကိုကြော်သွားလို့ရပါတယ် post တွေကိုအရေးအတွက်တစ်ခုပြည့်ဖို့အတွက်တင်တာတက်စားလို့ရှိရင်ကို audience တွေအတွက် value ဖြစ်စေမဲ့တန်ဖိုးရှိစေမဲ့ content တွေကိုအချိန်ပေးဖန်တီးသင့်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် comment မှာအကျိုးရှိပါတယ်လို့မှန်ခဲ့ပေးပါ